Mingala Bashin, Mingala Bashin, Dara, not Rudy the best Sabashin, Lia Sabono, she a Lila is at the Yanity Bono. A bull like near daily, Bono, I'm a Shone, look up to the lesser. To a Bono Chonga. Chong out of your corner drain, I met don't yet drill a bull like them on a chong out of it, don't yet drink bull like that. Chonga, shout of you, don't yet drink bull like them. Shout of you, don't yet drink one, a bully like them one. You want not shout when I'm a machine. Not shout of you, don't yet drink a bull like them on a ship bull. Not shout when I'm not shout of there, don't yet drink one, a bull like them. ဒါပေမဲ့တချို့ဖောက်တဲ့ဘက်တော့ရှိပါရဲ့ရှင့်9 6 5 6ထွက်ပြီးတော့3ရက်အတွင်းဒါကတော့4ရက်ဖြစ်သွားပြီပေါ့နော်အပူးလိုက်တယ်ပေါ့9 5 6ဒီတစ်ဘက်ကတော့သူဖောက်သွားတယ်နေသူက9ရက်အတွင်းကိုမထွက်ဘူးပေါ့နော်ဒီတစ်ဘက်ဖောက်သွားပါတယ်ရှင့်9 6ထွက်ပြီးတော့3ရက်အတွင်းအပူးလိုက်တယ်ပေါ့နော်9 6ထွက်ပြီးတော့3ရက်အတွင်းအပူးလိုက်တယ်ပေါ့နော်ဒီမှာလဲ9 6ထွက်တဲ့အတွက်ပေါ့နော်အပူးလိုက်နေတဲ့သူတွေအတွက်အားရှိပါတယ်လို့9 6ထွက်ပြီးတော့3ရက်အတွင်းအပူးလိုက်နိုင်ကြီးများပါတယ်အပူးရာခိုင်နှုန်းပေါ့နိ90ရာခိုင်နှုန်းလာနိုင်ပါတယ်ရှင့်ဟူမကျော်ပတိက4ပါရှင့်ဟူမကျော်ဘရိတ်က83ဘရိတ်ပါရှင့်ပတိဆော့ခြင်းတဲ့သူကပတိကိုဆော့ပါဘရိတ်ဆော့ခြင်းတဲ့သူကဘရိတ်ကိုဆော့ပါအပူးဆော့ခြင်းတဲ့သူကအပူးကိုဆော့ပါနော်နောက်ပြီးတော့လေဘရိတ်တူဘရိတ်ထက်အောက်မှုအရာပေါ့နော်ထက်အောက်မှုရမယ်ခွန်ဘူးဆိုတာ4 3တစ်ပေါ့နော်အဲ့မှာ4ရဲ့နှစ်ခက်က946ကီကို946ပရိတ်နဲ့ခွန်4ဆို945ဆိုပြီးရပါနော်9ပရိတ်ကို4တလုံးနဲ့ထွက်သွားရပါနော်အဲ့လိုပဲ4ပရိတ်496ကီကို496ပရိတ်နဲ့45ထွက်တယ်နောက်98ဆိုခွန်ပရိတ်တူပရိတ်ခွန်ပရိတ်တူတယ်ခွန်2 300ကီကိုခွန်3ဆိုပြီးခွန်တလုံးနဲ့300ပရိတ်ထွက်သွားရပါနော်ခွန်2 300ကီပရိတ်946ကီပရိတ်ကို6ခွန်ဆိုပြီးထွက်လာသူက9ရက်အတွင်းဆိုတော့1 2 3 4 5 6ခွန်9ရက်အတွင်းပေါ့နော်သူကထွက်တာအဲ့တော့ဒီမှာလဲပေါ့နော်3ဆိုတော့385ကီးဘရိတ်ပေါ့နော်385ကီးဘရိတ်က9ရက်အတွင်းလာမှာ1 2 3 4 5 6ရက်အတွင်းကိုသူကလာများတော့အားလေးကိုရေးပေးထားပါတယ်ရှင့်385ကီးဘရိတ်မသိရလူတွေအတွက်ပေါ့နော်ဒီမှာလေးရေးပေးထားပါနော်30 35 32 80 85 8ခွန်50 58 53 58နဲ့53နဲ့တူနေတော့ပေါ့နော်9ကွက်ပဲထွက်ပါတယ်ရှင်နောက်မွေးကနန်းအနေနဲ့ဆိုရင်6ကွက်ရတယ်ဒါပေမဲ့ဒါက3ညပရိတ်လို့လည်းပြောလို့ရပါတော့3ညပရိတ်မသိတဲ့သူတွေအတွက်ဒီမှာရေးပေးထားပါတယ်ဒါတပတ်စာပေါ့နော်တပတ်စာပါအားလုံးအဆင်ပြေကြပါစေကိုလိုက်နိုင်တဲ့ပမာဏနဲ့ကိုယ့်ကိုလိုက်နိုင်တယ်လို့ဆော့ပါအားလုံးကျေးဇူးတင်ပါတယ်ညီမရဲ့ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးခဲ့ပါအောင်ရှင် share ခြင်းဖြင့်ညီမကိုကူညီ